ဒီကနေ့တမချန်းစာအနေငယ်ဖတ်ကြားလိုပါတယ်အဲ့ဒီတမချန်းစာကတော့62ခုမြောက်သောစာလံကျမ်းပဲဖြစ်ပါတယ်အခန်းငယ်ကတော့9မှ10ထိဖြစ်ပါတယ်ဖတ်ပြမယ်နော်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြစ်သောမြားကို၎င်းမှောင်မိုက်ထဲမှလဲတက်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းသင်သည်မကြောက်ရသင်ဤအနားမှလူတစ်ထောင်သင်ဤလက်ရဘက်မှလူတစ်သောင်းလဲတော်လဲသင်ကိုမထိခိုက်ရသင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရန်ဖြစ်တော်မူ၏ဟုသင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်သင်၌မကောင်းသောအနိဋ္ဌယုတ်မကတ်မရောက်သင်နေရာသို့ဘေးဥပတ်မချင်းရဖတ်ကြားသောနှုတ်ကပတ်တော်အားဖြင့်ရောက်စီတံကိုဘုရားရှင်ကောင်းချီးပေးပါစေ